ဟုတ်ကဲ့ပါမင်္ဂလာပါလို့ပြောချင်ပါတယ်အဲ့တော့ counseling ဆိုတာပေါ့နော်နှစ်သိမ့်ဆွေတွေအကြံပေးတာပေါ့နော်အဲ့ဖြစ်စဉ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့က apply ပေါ့နော်သုံးချစိတ်ပညာပေါ့စိတ်ပညာကိုလူဘဝထဲမှာသုံးချတယ်လူတွေရဲ့တာမန်လူတွေပဲပေါ့နော်လူဘဝထဲမှာခက်ခဲတွေကြုံနေတဲ့အချိန်မှာဆိုရင်စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေတွေအကြံပေးတာပေါ့နော်အဲ့ဒီလုပ်ငန်းလေးကိုဒါသုံးချတဲ့အနေနဲ့ပေါ်ပေါင်းလာတာဖြစ်ပါတယ်လို့ပြောချင်ပါတယ်။တော့ counseling နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါနှစ်သိမ့်ဆွေတွေအကြံပေးတယ်ဆိုတဲ့လုပ်ငန်းလေးကဒါလူတိုင်းပဲစိတ်ဝင်စားတဲ့ပညာရပ်လေးဖြစ်တယ်ပြီးတော့ကြာရင်လူတွေအားလုံးရဲ့ပေါ့နော်စိတ်ချမ်းသာရေးကိုမြင့်တင်ပေးတဲ့လုပ်ငန်းလေးဖြစ်တယ်ပေါ့နော်လူတို့အကျိုးပြုတဲ့လုပ်ငန်းလေးဖြစ်တယ်အဲဒါကြောင့်မလို့လူတိုင်းနဲ့ကိုယ်စိတ်ထဲမှာခံစားချက်တွေအရင်ပြင်းထန်လာရဆိုရင်ကောင်ဆလာနဲ့နှစ်သိမ့်ဆွေတွေခံယူဖို့လိုတယ်လို့ပေါ့နော်မြန်မာနိုင်ငံမှာလေကောင်ဆလာတွေအများကြီးပေါ်ထွက်လာစေချင်တာပေါ့ဆရာမရဲ့စေတနာပေါ့နော်အဲဒါကြောင့်မလို့ဆရာမဒီကောင်ဆလင်းနဲ့ပတ်သက်ပြီးတော့psychology ကိုကြည့်ပြအောင်ဒါမျှဝေပေးနေတယ်သင်တန်းတွေလည်းပေးတယ်စာအုပ်တွေလည်းရေးသားနေပါတယ်လို့ပြောချင်ပါတယ်ကျွန်မကတော့မျက်နှာဆွေစိတ်ပညာဆိုရဲ cloud နဲ့ပေါ့နော်စာပေတွေရေးသားလာခဲ့တာတော့2003ကတည်းကဖြစ်ပါတယ်စာအုပ်တွေရေးသားပြီးတော့ပုံနှိပ်ထုတ်ဝေခဲ့တာ2014ကနေစပြီးတော့ခု2025ထိပေါ့နော်စုစုပေါင်းစာအုပ်17အုပ်ထုတ်ဝေထားပြီးဖြစ်ပါတယ်အဲ့တော့ဆရာမကတော့ဒါအခြေခံပညာမှာလဲဆရာမလုပ်ခဲ့ပါတယ်အဲ့ဒီတက္ကသိုလ်ဆရာမတွေခေါ်တဲ့ခါကျတော့လေတရားဝင်ဖြည့်ဆိုတဲ့ခါမှာတက္ကသိုလ်ဆရာမအစိမ့်မြင့်ဘက်ကိုပြောင်းခဲ့ပါတယ်အဲ့တော့စိတ်ပညာဌာနမှာပေါ့နော်ကတိကရာထူးနဲ့2018မှာဆိုရင်ညီစားယူခဲ့တာဖြစ်ပါတယ်ညီစားယူပြီးနောက်ပိုင်းမှာဆရာမဒီ professional counselor ကိုလုပ်ကိုင်ခဲ့ပါတယ်စာအုပ်တွေလည်းဆက်လက်ပြီးရေးသားထုတ်ဝေနေစေဖြစ်ပါတယ်ပြီးတော့ psychology နဲ့ပတ်သက်တဲ့သင်တန်းတွေကိုလည်းမျှဝေပေးနေတဲ့ instructor တူအနေနဲ့လည်းဆောင်ရွက်နေစေဖြစ်ပါတယ်လို့ပြောချင်ပါတယ်တော့ counseling နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဇမတင်တန်းနေမျှဝေပေးတယ်အဲ့ဒါဘာလို့လဲဆိုရင်ပေါ့နော် counseling ဟို teacher psychology ကိုလေ့လာပြီးတော့မှတကယ်ကို professional sense ပေါ့နော် counselor တွေတကယ်ကို counselor ခေါင်းတွေပေါ်ထွက်လာစေခြင်းနဲ့စေတနာဖြစ်ပါတယ် psychology ကိုအခြေခံနေစပြီးတော့မှဒါအခြေခံခိုင်မြဲမှသာလျှင်အစဉ်မြင့်ကိုသွားနိုင်တာပေါ့နော်အဲ့တော့အခြေခံတွေကိုဆရာမအနေနဲ့သင်ပေးတယ် counselorတယောက်မှာရှိတဲ့နဲ့ဒါကျင့်ဝတ်တွေသင်ပေးတယ် counseling နဲ့ theory တွေကိုလည်းသင်ပေးတယ်ပြီးရင် counseling ဘယ်လိုလုပ်ရမလဲဆိုတဲ့ပြုလုပ်ပုံစဉ်တွေလည်းသင်ပေးတယ်နောက်ပြီးကြရင်တော့အသေးစိတ်အနေနဲ့ကတော့ဒါဆိုတော့ကလေးတွေ child တွေကိုဘယ်လို counseling လုပ်ပေးရမလဲနောက်အမျိုးသမီးတွေကိုဘယ်လို counseling လုပ်ပေးရမလဲပြီးရင်တက်ကြီးရွယ်အိုတွေကိုပေါ့နော်ဘယ်လို counseling လုပ်ပေးရမလဲပေါ့နော်ဒါလေးလည်းဆရာမအသေးစိတ်အနေနဲ့သင်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီသင်တန်းကိုတက်ရောက်ခြင်းအပြင်ပေါ့နော် psychology ကိုပို့ပြီးတော့ကျွမ်းကျင်စွာသိလာနိုင်တယ်ပေါ့ဆိုတော့သင်တန်းမှာအမြဲတမ်းပြောတာပါလဲဆိုရင် psychology ကိုလေ့လာရင်အရင်ဆုံးကိုယ်စိတ်ကိုသိတယ်လူတွေကကိုယ်စိတ်ကိုနားမလဲမသိတဲ့လူတွေအများကြီးပဲပေါ့နော်အဲ့တော့ psychology ကိုတက်ရောက်ပြီးသင်ယူရကြအောင်လို့ကိုယ်စိတ်ကိုသိတယ်ကိုယ်စိတ်ကိုသိသွားပြီးခြားလူတွေရဲ့စိတ်ကိုလည်းသိပြီးတော့အကူအညီပေးနိုင်တာပေါ့နော်အဲဒါကြောင့်မလို့ဒီသင်တန်းတက်ရောက်ပြီးတဲ့သူတိုင်းကလည်းပြောတယ်သူတို့သင်တန်းမတက်ခင်ကနေတက်ပြီးတဲ့နောက်မှာသူတို့ရဲ့စိတ်နဲ့စိတ်ထားလေးတွေဘောက life changes လေးအများကြီးပြောင်းလဲသွားတယ်အဲ့တော့ဆမကျေးဇူးတင်ပါတယ်အဲ့လိုပြောတဲ့လူတွေအများကြီးရှိပါတယ်နော်အဲကြောင့်မလို့ဆမအနေနဲ့ကတော့ဒီ counselor ကောင်းတယောက်ဖြစ်ဖို့ကိုဘဝရဲ့လူဘဝတွေမှာနေထိုင်တဲ့ခါမှာကျမ်းမာပျော်ရွှင်စွာနဲ့နေထိုင်နိုင်ဖို့ပေါ့နော်အောင်မြင်ပျော်ရွှင်စွာနဲ့နေထိုင်နိုင်ဖို့အတွက်အခုလိုစိတ်ပညာနဲ့ပတ်သက်တဲ့သင်တန်းတွေမျှဝေပေးနေခြင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ်